စားတောက်ဆိုင်မှာမဖြစ်မနေသုံးရမယ့်တရုတ်စကား10ခုအားလုံးပဲမင်္ဂလာပါတရုတ်စကားပြော channel ကနေအားလုံးကိုကြိုဆိုပါရစေဒီဗီဒီယိုမှာစားတောက်ဆိုင်နဲ့ပတ်သက်တဲ့တရုတ်စကားများကိုလေ့လာရမှာဖြစ်ပါတယ်โอเคအဲ့ဒါဆိုရင်ဒီဗီဒီယိုလေးကိုစလိုက်မယ်နော်နံပါတ်1ကဘာစားခြင်းလဲ你想吃什么你想吃什么ဘာစားခြင်းလဲနံပါတ်2ကဟင်းမှာမယ်我要点菜我要点菜ဟင်းမှာမယ်နံပါတ်3ကဒီဟာတစ်ခုလိုချင်တယ်我要这个我要这个ဒီဟာတစ်ခုလိုချင်တယ်နံပါတ်4ကရေတစ်ခွက်ပေးပါ请给我一杯水请给我一杯水နံပါတ်5ကထမင်းတစ်ပွဲပေးပါ一份米饭一份米饭ထမင်းတစ်ပွဲပေးပါနံပါတ်6ကဟင်းပွဲလာပြီလား菜来了吗菜来了吗ဟင်းပွဲလာပြီလားငါပိုက်စားတယ်我饿了我饿了ငါပိုက်စားတယ်နံပါတ်7ကဒီဟာအရန်ကောင်းတယ်这个很好吃这个很好吃နံပါတ်9ကဘယ်လောက်ကျလဲ多少钱多少钱ဘယ်လောက်ကျလဲဟုတ်ပြီနံပါတ်10ကငွေရှင်းမယ်我要买单我要买单ငွေရှင်းမယ်ဗီဒီယိုလေးကိုနှစ်သက်ရင် channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်